အားလုံးပဲမင်္ဂလာပါဒီဆက်ကလေးကစားကန်ရေကက်ဆက်ကလေးပါစားကန်ရေကက်ဆက်ကလေးကထုတ်လုပ်မှုပုံစံ၄မျိုးရှိပါတယ်120လီတာရှိရယ်220လီတာရှိရယ်400လီတာရှိရယ်800လီတာရှိပါတယ်ဗျာနော်ရေကက်ဆက်တစ်လုံးထုတ်ပြီးဆိုရင်ရေကက်ဆက်တစ်လုံးမှာပါဝင်တဲ့ပစ္စည်းတွေအကုန်လုံးကျွန်တော်အိမ်ရောက်တာနဲ့အသင်မောင်းလို့ရပါတယ်မိုးတစ်စုံပါမယ်ပေါ့နော်မိုးတစ်စုံပါမယ်မိုးတစ်စုံသာတစ်မျိုးပါမယ်ပေါ့နော်ရေခဲချောင်းဖြစ်ဖြစ်ရေခဲချောင်းဖြစ်ဖြစ်ရေခဲပေါင်လုံးဖြစ်ဖြစ်တစ်မျိုးစီပါမယ်ဗျာရေခဲဆိုရရေခဲပန်းတစ်စုံသာပေါ့နော်ဆက်တစ်လုံးမှာတစ်စုံသာပြီးတော့ပါပါမယ်ဗျာကျွန်တော်တော့လိုချက်တက်ဟာဆိုတော့တက်ထပ်ဝေရပါမယ်နောက်တစ်ချက်ကကျွန်တော်စားကန်ရေခဲဆက်ထုတ်ပြီးဆိုရင်တော့အတိတ်က main ပေါ့နော်ဒီလို control panel တွေပါမယ်ဗျာနော်ဒီ control panel ထဲမှာဆိုရင်ကျွန်တော်စောင်းမွေအပွင့်ပိတ်တွေပါမယ်ကွန်ပစာအပွင့်ပိတ်တွေပါမယ်ဗျာနော်စောင်းမွေအပွင့်ပိတ်တွေပါမယ်ကွန်ပစာအပွင့်ပိတ်တွေပါမယ်အဲမှာဆိုရင်ကျွန်တော် breaker တွေပါမယ် secret တွေပါမယ် contact တွေပါဗျာပါမယ်တချို့ဆိုရင်ဟာ secret လက်ဆောင်မပေးဘူးလားမဟုတ်လက်ဆောင်မပေးတာမဟုတ်ကျွန်တော်ဒီထက်မှကိုပါဝင်တဲ့ပစ္စည်းတွေအကုန်ပါတဲ့အတွက်လက်ဆောင်ထပ်ပေးကြမရှိတော့ဘူးပေါ့နော်ဒါမျိုးတွေအကုန်ပါမယ်ဗျအိမ်ရောက်တာနဲ့အသင်မောင်းအောင်ပဲကျွန်တော်လက်ဆောင်ပေးတဲ့စီကတ်နဲ့ကျွန်တော်ဒီထဲမှာပါတဲ့စီကတ်နဲ့ဈေးချင်းဒီမှာတရားဆို safe ဖြစ်တယ်ပေါ့နော် safe ဖြစ်တယ်ပေါ့ဒီစက်တည်းတစ်လုံးဝယ်လိုက်တာအကုန် safe ဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်ဒီမှာစားမွေမော်တာပေါ့နော်စားမွေမော်တာဆိုရင်မော်တာဇောက်ထိုးလေးပဲနော်မော်တာဇောက်ထိုးလေးကကျွန်တော်တို့အတွင်းထဲမှာဆိုရင်ကျွန်တော်ရေလေအားတဲမှာဒါရေကတုတ်တွေအောက်ကိုဆွဲမချမသွားအောင်စောင်းဝင်ဇလက်နဲ့မပေါင်းမပြင်းအောင်ကျွန်တော်စတိစကားထည့်ပေးထားတယ်ဒီဘက်စီလည်းအထူကြီးသုံးလို့ရပြန်เนาะနောက်တစ်ချက်ကကျွန်တော်ဒီမှာပေါ့နော်ဒီအတွင်းငံနဲ့အပြင်ငံမှာပေါ့အတွင်းငံနဲ့အပြင်ငံကြားထဲမှာတော့ပေါ့ဒီကြားထဲမှာပေါ့လေးလက်မှာထည့်ထားရပြန်เนาะပေါ့တူလေးလက်မှာပါပါတယ်နောက်အတွင်းငံဆိုရင်304တော့ 1.5 mili အထူနဲ့ဒါအသုံးပြုပေးထားပါတယ် PC ကောင်းကောင်းသုံးပေးထားပါတယ်ဗျာเนาะအပြင်ကန်ကတော့ကျွန်တော် 1.2 mili နဲ့သုံးထားရဗျာเนาะအပြင်ကန်တော့ 1.2 mili နဲ့ဒီဘန်းနေဆိုရင်ဒါ2 mili ရှိတယ်ဗျာเนาะဒီကတင်ထားတဲ့ဘန်းနေဆိုဒါ2 mili ရှိတယ်ဗျာเนาะ2 mili မှာ2.5 mili ရှိတယ်ဗျာเนาะဒီဘန်းနေဆို2.5 mili ရှိတယ်ဒီကတော့တကယ်ကောင်းကောင်းသုံးထားပါတယ်ဗျာเนาะဒီဘက်လည်းကောင်းကောင်းသုံးပေးထားပါတယ်ကျွန်တော်ဒီလိုအသင်မောင်းပေါ့နော်အိမ်ရောက်တာနဲ့ဒီလိုပလက်ကောင်းနေရစာအကုန်ပါပါတယ်နော်ပလက်ကောင်းနေရစာဒီအိမ်ရောက်တာနဲ့ဒါမျိုးလေးရှိရဆိုရင်တော့မောင်းရုံနဲ့ညာနော်အသင်မောင်းရုံနဲ့ညာနော်ပိုက်2စနစ်တကျကျွန်တော်ဆက်သင်ပေးထားတယ်expansion value တွေနဲ့ကျွန်တော်ဆင်းပေးထားကြနော်စက်တမားလိုက်မသုံးနိုင်တဲ့ expansion value တွေမသုံးပေးထားကြ